မိတ်ဆွေတို့ညအချိန်မှာတကားခုတ်တဲ့ကြားဖို့ပါတော့အထူးသဖြင့်ညနေနိုင်လောက်မှာတကားခုတ်တဲ့ကြားရင်တတိထားဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကလူတွေအိတ်နေချိန်ဖြစ်ပေမဲ့အရှားလောကကအရာတွေလှုပ်ရှားနေတဲ့အချိန်မျိုးဖြစ်ပါတယ်ဒီနေ့ပြောပြရမယ့်ဇာတ်လမ်းကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောက်ဆုံးညတညအကြောင်းပါအဲ့ဒီညမှာကျွန်တော်သဘောပေါက်ခဲ့တာတစ်ခုပဲရှိပါတယ်တကားခောက်တဲ့သူတိုင်းလူမုန်းနိုင်မှုဆိုတာပါပဲအဲ့ဒီအချိန်ကကျွန်တော်တက္ကသိုလ်တက်နေတဲ့အချိန်မှာဒီထဲမှာနေရတာဈေးကြည့်လို့ရုပ်ပြင်ဘက်ကအိမ်ဟောင်းတစ်လုံးကိုငှားပြီးတယောက်တည်းနေခဲ့ပါတယ်အိမ်ကအရန်ဟောင်းနေတယ်တစ်သားတကားတွေကျမ်းပြင်တွေကလမ်းချောင်းရင်အတန်တွေထွက်နေတတ်တယ်အနားမှာလည်းညီနေမရှိတော့ပါပဲညရောက်လာရင်လမ်းတစ်လမ်းလုံးတိတ်ဆိတ်သွားတတ်တယ်ဒါပေမဲ့အိမ်မှာကျွန်တော်တောက်ထဲနေခဲ့တာပါကျွန်တော်အဲ့ဒီအိမ်မှာနေပြီးတောလောက်ကြာမှာထူးဆန်းတဲ့အရာတွေကစတင်ပြီးဖြစ်ပေါ်လာတာပဲတညကျွန်တော်လက်တော့နဲ့စကားကြည့်နေတဲ့အချိန်အချိန်ကြီးလိုက်တော့ညနေနာရီပေါ့အဲ့ဒီအချိန်မှာအတန်တစ်ခုကြားလိုက်ရတယ်အားခောက်တယ်ကျွန်တော်အံ့ဩသွားတယ်ဒီအချိန်မှာဘသူလာမလဲအနားမှာလည်းအိမ်မရှိပါဘူးကျွန်တော်တကားနားကိုသွားပြီးဘသူလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့အဖြေကမရှိဘူးတကားကိုဖွင့်လိုက်တော့အပြင်မှာဘသူမှမရှိဘူးလမ်းမီးတစ်လုံးပဲမှိတ်မှိတ်လေးလင်းနေတယ်ကျွန်တော်တကားပိတ်ပြီးအိတ်ဖို့ပြင်နေတဲ့အချိန်မှာထပ်ပြီးအတန်ကြားလာတယ်ဒီခါတော့ပိုသေးနေတောက်ဆိုပြီးတုံးချင်ကျွန်တော်စိတ်တူသွားတယ်ဘယ်သူလဲဆိုပြီးကျွန်တော်អော်လိုက်တယ်အဖြေကမရှိဘူးကျွန်တော်တကားကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့ဒီတကားထူးဆန်းတဲ့အရာတစ်ခုတွေ့လိုက်တယ်အိမ်ရှိတဲ့ကြီးပေါ်မှာစိုးစိုးနေတဲ့ရှီယာတွေအဲ့ဒီရှီယာတွေကအိမ်ထဲကိုဝင်လာတဲ့အတိုင်းရှိနေတယ်ဒါပေမဲ့ပြန်ထွက်သွားတဲ့ရှီယာမရှိဘူးကျွန်တော်စိတ်ထဲမှာတုန်သွားတယ်နှလုံးခေါင်းတွေကလည်းအမြဲတမ်းလာတယ်ကျွန်တော်အိမ်ထဲပြန်ကြည့်လိုက်တော့ရှီယာတွေကအိမ်နောက်ဘက်ခန်းစီကကိုတက်သွားနေတယ်အဲ့ဒီခန်းကိုအင်ရှင်ကမဖွေခိုင်းထားတဲ့အခန်းပါဒါပေမဲ့အဲ့ဒီအခန်းကဖြည်းဖြည်းလေးဖွင့်နေတယ်ကျွန်တော်ဖုန်းဖလက်မီဖွင့်ပြီးအခန်းထဲကိုကြည့်လိုက်တယ်အခန်းထဲမှာမှောက်မဲနေတယ်ဒါပေမဲ့အခန်းအနားမှာလူတစ်ယောက်ထိုင်နေတယ်လို့ပုံနေရတယ်ကျွန်တော်တုန်နေပါတယ်ဘာလို့လဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာအတိပုံကြီးကဖြည်းဖြည်းလေးခေါင်းလဲလာတယ်ဖုန်းမီးနဲ့နေလိုက်တဲ့အချိန်မှာကျွန်တော်ဘယ်တော့မှမမိနိုင်တဲ့အရာကိုမြင်လိုက်တယ်အဲ့ဒါကမျက်နှာမရှိတဲ့မိမတယောက်နှလုံးနေရာမှာမှောက်မဲနေတယ်ပါးစပ်လည်းမရှိဘူးဒါပေမဲ့သူကကျွန်တော်ကိုကြည့်နေတယ်လို့ခံစားရတယ်ကျွန်တော်လှုပ်တော့မလှုပ်နိုင်တော့ပါဘူးပြီးတော့သူကအတန်တကူထွက်လာတယ်အတန်ကလေထဲကထွက်လာတယ်လို့ပဲတကားမဖွင့်သင့်ဘူးအဲ့ဒီစကားပြောပြီးအိမ်ထဲကမီးလုံးတွေတစ်လုံးပြီးတစ်လုံးပိတ်သွားတယ်တစ်လုံးလုံးမှောင်သွားတယ်ကျွန်တော်ကြောက်လို့ဆိုပြီးအိမ်ထဲကထွက်ပြေးသွားတယ်နောက်နေ့မနက်မှာအင်ရှင်ကအရာအလုံးပြောပြလာပါတယ်အင်ရှင်ကခဏတိတ်နေပြီသူတခုပဲပြောတယ်အဲ့ဒီအခန်းထဲမှာလွန်ခဲ့တဲ့9နှစ်ကမိမတယောက်တေးခဲ့တာသူမကညာလက်တကားခောက်တက်တယ်ဘသူမဆိုတကားဖွင့်လိုက်ရင်သူကအိမ်ထဲကိုဝင်လာတတ်တယ်အဲ့ဒီနေ့ကစားပြီးကျွန်တော်အဲ့ဒီအိမ်မှာတညာလုံးမနေတော့ပါဘူးဒါပေမဲ့တခါတလေညနေနာရီလောက်မှာကျွန်တော်အတန်တစ်ခုအိမ်မက်ထဲမှာကြားနေတတ်ပါတယ်တောက်ဒါကြောင့်ညအချိန်မှာတစ်ခါခောက်တန်ကြားရင်တတိထားပါဒီဇလန်ကိုကြားရင်ဗီဒီယိုကို like လုပ်ပြီး channel လေးကို subscribe လုပ်ထားပေးပါနောက်ထပ်ကြောက်စရာပရာလောကဇလန်တွေဆက်လက်တင်ဆက်ပေးပါမယ်ဒီနေ့တော့ကောင်းသောညပါဒါပေမဲ့တကားခောက်တန်ကြားရင်လည်းဖွင့်ပါနေပါ